ချက်သားကိုပြုတ်တွင်ကြော်ပြီးတော့ခွဲချက်လေးနဲ့ကျမကြော်အဆက်ကလေးကိုကြော်စားခဲ့ပါတယ်လိုက်ပါရေးတ िश ပေးပါတယ်နော်ဒီတယောက်စီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းပြည့်စုံပါစေလိုက်ပါရေးတ िश ပေးပါအောင်နော်အရင်ဆုံးချက်သားကိုရတာနဲ့ပြီးပြုတ်မယ်ပြုတ်ပြီးဆယ်ထားမယ်ဆယ်ထားပြီးတော့မှွားပြီးတော့ကြော်မယ်နော်ကြော်ပြီးတော့ကြော်ပြီးသားကိုဆယ်ထားလိုက်မယ်နော်ကဲဆယ်ထားပြီးတော့ချက်တော်နီကိုစီးတက်မယ်နည်းနည်းလေးနွမ်းလာပြီဆိုရင်ခွဲချမ်းလေးထည့်ပြီးတော့ကြော်မယ်နော်ရတာဖြစ်အချို့မို့ငါမြရည်တို့ကိုတစ်ခါလေးထည့်ထားမယ်ကျွတ်ခန်ဒီမှာထည့်လို့ရှိရင်ချက်တော်နီပျော်သွားမှာဆိုတဲ့အတွက်ရတာကိုမကျွတ်ခင်ထည့်ထားပါတယ်နော်အဲ့ဒါမှကျွတ်ကလေးနဲ့ရှင်ပါပါရှင်ကဲပြောတဲ့အတိုင်းကျွတ်လာပြီဖြစ်တဲ့အတွက်ဆယ်ယူထားတယ်ကြော်ထားတယ်ချက်သားကိုထည့်ပြီးတော့အတူတူရောပြီးကြော်လိုက်မယ်နော်ဒီကတော့တကယ်ဆက်ပါတယ်ရှင်လူဒီကလေတော်တော်လေးကိုဆက်တယ်စားလို့လည်းကောင်းရတာလည်းရှိပါတယ်ကဲကျွတ်လေးနဲ့မွမွလေးနဲ့ဆက်ဆက်ကလေးနဲ့စားလို့ရင်ကောင်းတယ်ကျမကြော်ဆက်ဖြစ်ပါတယ်နော်ကျမကြော်ဆက်ကိုပဲဟင်းချင်းဂျာဆန်ချက်တို့နဲ့တွဲစားရင်လည်းအရန်ကောင်းပါတယ်နော်ဒါကဒီနေ့ကြော်တဲ့ကျမကြော်အဆက်ကလေးဖြစ်ပါတယ်ကဲလိုက်ပါကြည့်ရှုသူတို့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေအားလုံးလည်းစီရန်ပွင့်ပြီးတော့လက်လာပါတယ်ရွှင်ပြီးငုံလေးတိုးကြပါစေဒါကတမင်ကြိုက်အတွက်ထည့်ပေးလိုက်တာပါနော်